မိမကြီးကိုဒီနေ့မုံညင်းပေါင်းလို့မကြွရသေးဘူးလို့ပြောတာနဲ့ဝင်းရတောင်းဝဲတာကတော့မုံညင်းပါလာတာတော့ကိုင်းလန်နုနုလေးတွေပါလာပါတယ်ရှင်ကိုင်းလန်လေးတွေကိုတော့မုံညင်းအစားတို့လေးပေါင်းစားမယ်ပေါ့နော်ကိုင်းလန်6စီးကိုတော့ဝင်းရဒီဆန်အစိမ့်မုံလေးတစ်ထုပ်ခွဲထည့်ထားပါတယ်ရှင်မွှင်းဆန်အစိမ့်မုံတစ်ထုပ်ခွဲထည့်ရပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ပဲပုတ်လေးကတော့3ချက်ပါပဲပုတ်3ချက်ကိုဝင်းရထောင်းထားပြီးတော့မြေပဲဆန်အလှော်မုံလေးကိုလည်းထောင်းထားလေးသုံးလိုက်ပါတယ်ရှင်အနက်လေးမှုေးသွားအောင်လို့ပေါ့နော်ဝင်းတို့ဂျင်းလေးကိုအရေးလေးညှစ်ထည့်တယ်ပြီးသွားပြီဆိုလို့ရှိရင်အဖက်ကလေးကိုလည်းဝင်းတို့ထည့်လိုက်တယ်ပေါ့နော်စက်သွမျိုးအရင်ညှစ်ထည့်တယ်စက်သွမျိုးလေးကိုလည်းအခုမျိုးထည့်လိုက်တယ်အရသာတော့ကိုတော့ဝင်ရစားရတာမုံလေးကိုပဲထည့်လိုက်ပါတယ်ရှင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုင်းလန်လေးတွေပေါင်းဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်အရသာလေးတွေအကုန်လုံးကိုနှက်ဆက်သွားအောင်လို့စိတ်ရှိရှိလေးနဲ့ဝင်းတို့အခုလိုမျိုးလေးနေပေးရပါတယ်နည်းနည်းကတ်တယ်ဆိုလို့ရှိရင်တော့ရေလေးနည်းနည်းလေးထည့်ပါတော့ရေလေးကိုဝင်ရတော့ဒီလိုမျိုးလက်လေးနဲ့ပေါ့နော်နှစ်ခေါက်လောက်ထည့်ပြီးတော့ဒီအစာလေးတွေကိုအကုန်လုံးပေါ့နော်နှက်ဆက်သွားအောင်လို့ဝင်တို့နေထားပေးလိုက်ပါတယ်ရှင်ဝင်းတို့ထည့်ထားပေးတဲ့အစာလေးတွေနဲ့အရွက်ကလေးတွေကအခုလိုမျိုးကက်ကက်ကလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့အရသာလေးတွေနှက်ဆက်သွားပြီပေါ့နော်ဝင်းတို့နေထားတာလေးလည်းရလာပြီဆိုလို့ရှိရင်တော့ကိုင်းလန်လေးစပြီးတော့ပေါင်းဖို့အတွက်ပြင်ဆင်ပါမယ်အိုးတဲ့တော့ဝင်ရရေလေးနဲ့ငယ်ထည့်လိုက်တယ်ပေါ့နော်ရေလေးကိုမပြည့်တပြည့်လေးဝင်ရထည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ကပေါင်းခံအိုးလေးကိုတော့အခုလိုမျိုးပေါ့နော်ငှက်ပြောရွက်ကလေးခံထားပါတယ်ငှက်ပြောရွက်မခံဘဲနဲ့သူကဒီတိုင်းပေါင်းမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဝင်းတို့နေထားပေးတဲ့အစာပလာတွေကရေအငွေးနဲ့ဆိုလို့ရှိရင်အောက်ကိုကျပြီးတော့အရသာလေးပေါ်သွားတတ်ပါတယ်ဒီလိုမျိုးပေါ့နော်ကိုကအဝိဖြူလေးရှိရဆိုလို့ရှိရင်လည်းအဝိဖြူလေးခံပြီးတော့ပေါင်းပါမရှိဘူးဆိုလို့ရှိရင်လည်းငှက်ပြောရွက်လေးခံပြီးတော့ပေါင်းပါနော်ဘလို့15မိနစ်လောက်ပေါင်းထားပြီးသွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးပေါ့နော်ကိုင်းလန်လေးတွေကိုအထက်အောင်လေးဝင်တော့လှန်ထားပေးလိုက်ပါတယ်ဒီနေရာလေးမှာဆိုလို့ရှိရင်ဆန်လေးတွေကမကြက်သေးဘူးပေါ့နော်ကဲနောက်ထပ်15မိနစ်လောက်ကိုဝင်တော့ထပ်ပြီးတော့ပေါင်းပြီးသွားပြီဆိုလို့ရှိရင်တော့အရသာရှိပြီးတော့အရန်ကိုလည်းစားကောင်းတဲ့တောင်ပေါ်အရသာကိုင်းလန်ပေါင်းအေးလေးရပါပြီရှင်ဒီပေါင်းသီးလေးရဆိုလို့ရှိရင်အရင်တစ်ခေါက်ကလည်းဝင်တင်ပေးထားဖို့ပါတယ်အခုလည်းပေါ့နော်ထပ်ပြီးတော့တင်ပေးလိုက်ပါတယ်ရှင်ကိုင်းလန်ပေါင်းကြိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးလေးပေါ့နော်မုံကြီးအစားထိုးလေးကိုလုပ်ပြီးတော့စားကြည့်ဖို့တော့ဝင်ရအကြံပြုပါတယ်ရှင်ကဲနောက်ဆုံးမှဆိုလို့ရှိရင်တော့ဝင်းတို့ချက်ထားတဲ့စစ်ချက်မှုမွေးလေးရဲ့မြုပ်သီးစစ်တက်ထားလေးကိုထည့်ပြီးတော့အရသာရှိရှိလေးသုံးဆောင်လို့ရပါပဲရှင်ဝင်ရဲ့ဗီဒီယိုလေးကိုစုပ်တစ်ချုပ်ပေးကြတဲ့ဒုတိယချစ်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဝင်းတို့တွေပြန်လည်ဆောင်ပြကြပါအောင်မယ်နော်အားလုံးပဲတတာ